တာလက်ထဲကိုဖုန်းတစ်လေးတစ်လုံးရောက်နေပါရှင်။ဘာဖုန်းလေးလဲဆိုတော့ Honor ကအသက်ထွက်ထားတဲ့ Honor X90 ဖုန်းလေးပဲဖြစ်ပါရှင်။ကဲမြောက်အောင်တီးရတယ်လို့ပဲဖုန်းထဲမှာဘာ feature တွေပါလဲဆိုတော့ရှောက်ပြီးတော့စမ်းသပ်ကြည့်နေပါပြီရှင်။သူ့မှာက IP69K water resistant ပါတယ်ဆိုလို့မယုံလို့ရေထဲပြစ်ချကြည့်လိုက်ပါတယ်။ဟိုတကယ်ပဲဘာမှမဖြစ်ဘူး။ပြီးတော့ရေဆိုထားတာတော့မှကင်မရာရဲ့ resolution ကလည်းအရန်ကောင်းတယ်။သူက AI ကင်မရာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြင်တဲ့အတိုင်းပဲအရန်လာတယ်။အရင်ကြော်ညာရဲမှာပဲရေဆိုခံနေဆိုပြီးမြင်နေတာအခုတော့လက်တွေ့လည်းလှုပ်ကြည့်လိုက်ပြီးဆိုတော့ကျမယုံသွားပါပြီရှင်။ကဲလက်ထဲမှာ mascara ရဲ့နှာခမ်းကြီးရဲ့ဖုန်းရဲ့နဲ့အလှုပ်ရှုပ်နေတဲ့ကျမဘာဆက်ဖြစ်မယ်ထင်လဲ။ဟေးထင်တဲ့အတိုင်းပဲဖုန်းပြုတ်ကျသွားပါတယ်ရှင်။ဒါကတော့ဖြစ်နေကြပါ။ Honor X90 က military grade durability ရှိရလို့တော့ကြော်ညာထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးလက်ထဲကနေပြုတ်ကျတာလို့ကတော့လောင်းဝကိုမိုင်းတာ case လေးပါပဲရှင်။ကဲမယုံဘူးဆိုကြည့်လိုက်ဘာမှကိုမဖြစ်ဘူး။ဟဲကဲခုကတော့ဖုန်းတစ်လေးနဲ့ဖုန်းပြောမယ်ပြီးလို့ရှိရင်ဟိုကြည့်လုပ်မယ် TikTok တွေပါကြည့်မယ်လောကကိုဖုန်းအနာမပေးဘူး။ Okay TikTok scrolling လုပ်နေရင်ဘာဗီဒီယိုလေးတက်လာလဲဆိုတော့ Honor ရဲ့ဗီဒီယိုလေးပါပဲ။ကဲတွေ့ durability ကြည့်နော်အမကြီး basketball ချင်းနဲ့အဲ့လိုမျိုးပြစ်ထည့်တာတော့မှဘာမှမဖြစ်ဘူး။ဒါပေမဲ့သူသတ်မှတ်ထားတဲ့အမြင့်တစ်ခုတော့ဖြစ်ဖို့လိုတာပေါ့နော်။ Android ဖုန်းတစ်လုံးမှာဒီလိုအချက်တွေပါတာနဲ့တင်မှကန်ရတာတန်နေလို့သားတော့ထင်တယ်။ဒီလောက်မနက်ကနေညအထိဖုန်းကိုငမွေတီးလောက်ထားတာတော့မှရှူတင်ကပြန်ရောက်တဲ့အချိန်မှာဖုန်းအားက 96% လောက်ရှိပါသေးရှင်။ Honor X90 မှာက8300 mAh battery ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့3ရက်လောက်အားမသွင်းမဲ့နဲ့သုံးလို့ရပါရဲ့ရှင်။ကဲမြင်တဲ့အတိုင်းပဲအိတ်ခါနေအောင်မှာဖုန်းအား95% ကျန်ပါသေးတယ်။အဲဒါကြောင့်သူ့ဘာလို့ the king number 1 in မြန်မာလို့ခေါ်လဲဆိုတာအခုမှပဲသဘောပေါက်သွားတော့တယ်ရှင်။ Android တစ်လုံးကအဲ့လောက်ကြီးပြည့်စုံနေမယ်လို့တစ်ခါမှမတွေးခဲ့မိဘူးပေါ့နော်။ဒါပေမဲ့ဒီ Honor X90 မှာတော့လိုချင်တဲ့အချက်တွေကိုတက်တာရဲ့ဈေးနှုန်းနဲ့ရှာတွေ့ခဲ့ပါပြီရှင်။